Hello အားလုံးပဲမင်္ဂလာပါဒီနေ့ project တစ်ခုကိုစတိဆောက်တော့မယ်ဆိုလို့ရှိရင်ဘယ်ကနေစမလဲဆိုတာလေးပေါ့နော်အဲ့တော့ဒီနေ့ကဗီဒီယိုတစ်ခုတင်လိုက်တယ်အဲ့ဒီဥစားကတော့ဒီဆောင်းရန်ရှောင်းရန်လေးတွေပေါ့နော်ဒီ project တစ်ခုကိုစမယ် project တစ်ခုစမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ media တွေကိုပေါ့နော်ကျွန်တော် footage တွေသို့မဟုတ် street picture တွေအတန်လေးနောက် sound effect တွေပေါ့နော်ဘာပဲဖြစ်ဖြစ်ပေါ့အဲ့ဒါတွေကိုဘယ်လိုလုပ်ပြီးတော့ဒီ WG software ကိုတွင်းမယ်ဆိုတဲ့ဥစ္စာပေါ့နော်software video တွေမှာကျွန်တော်ပြောသလိုပဲ WG software မှာ page ခုရှိပါတယ်ဒီအောက်ခြေမှာပေါ့နော်ဒီ media ရဲ့ page ဆိုတာတွေပေါ့နော်ပထမဆုံးသူ့ရဲ့ proper way ပေါ့နော်သူပုံမှန်သူ media page ကိုတော့ media page ကနေပြီးတော့ media တွေကိုဘယ်လို management လုပ်မယ်ပေါ့နော်အဲ့ဒီဥစ္စာတွေကိုလုပ်ပြီးခါမှာကျွန်တော်ဒီ edit page မှာ edit လုပ်မယ်ပေါ့နော်ဒါကတော့သူ့ရဲ့တမျိုးကြပေါ့အလုံးမမဟုတ်ဖ ೇನೆ ကျွန်တော်ဒီ edit page မှာလည်းကျွန်တော်ဒီမှာ media portal ကိုဖွင့်ပြီးတော့လုပ်လို့ရပါတယ်เนาะဒီ media တွေကို import လုပ်လို့ရတယ်ပေါ့နော်ဒီထဲကနေမှဒီ right click နှိပ်လိုက်လို့ရှိရင်ဒီမှာ import bin တော့မဟုတ် import media ဆိုတာအဲ့ဒီအနေနိုင်မယ်เนาะဒီမှာ import လုပ်ပါပေါ့နော် subtitle တော့ပါဘူးเนาะကျွန်တော်တို့ XML file တော့ account ဒီကို import လုပ်လို့ဒီကနေလေ direct လုပ်လို့ရတယ်ဒါပေမဲ့ခုနကကျွန်တော်ပြောသလိုဒီ proper way ပေါ့သူ့ရဲ့ပုံမှန်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီကနေပြီးတော့ကို hard disk ပေါ့ hard disk မှာရှိတဲ့ဥစ္စာပေါ့ဒီမှာကြာဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ right click နှိပ်လိုက်လို့ရှိရင် add to media pool ဆိုလို့ရှိရင်တော့ဒါကိုနှိပ်လိုက်ရင်ဒီအောက်ထဲမှာရှိတဲ့ media pool တွေကိုရောက်သွားပြီပေါ့နော်အဲ့လိုမျိုးပဲねကျွန်တော်ဒီကနေပြီးတော့ option နဲ့ drag and drop ပုံစံမျိုးကျွန်တော်လုပ်လို့လည်းရတယ်ပေါ့နော်အဲ့တော့ဒီမှာ media တွေကိုတွင်းတာဘယ်လိုတွင်းလဲဆိုတဲ့ဥစ္စာပြီးတော့အရေးကြီးတဲ့ဥစ္စာလေးပေါ့နော်အဲ့ဒီဥစ္စာပါလဲဆိုတော့ဒီအောက်မှာဒါ media pool ခန်းတာပေါ့ဒီ media pool ဟာကျွန်တော်ဒီ cut page နော် edit page fusion နော် color page အဲ့ဒါတွေမှာအကုန်လုံးတွန်းလို့ရတယ်ပေါ့နော်ရတဲ့အပြင်ကိုခု media page မှာကျွန်တော်တို့ပဲလုပ်နော် edit page မှာပဲလုပ်ဒီဘက်မှာရှိတဲ့ဒီမှာဆိုလို့ရှိရင်ပေါ်ဆုံးမှာ master ပြထားတယ်ဒီ master ကအကုန်လုံးကိုချုပ်ထားတာပေါ့နော်ဒါကတော့ကျွန်တော်ဒီသူကဘင်လို့ခေါ်ဝင်မယ်လို့ကျွန်တော်တို့ဒီfolder တွေပဲပေါ့နော်ဒါကတော့ folder တွေပါပဲ folder ကိုသူကပင်လို့ခေါ်တယ်အဲ့တော့ခုမှဒါပင်1ထဲမှာဆိုလို့ရှိရင်နောက်တော့ပင်ဆက် folder တွေကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်အခုကျွန်တော်ရွေးထားတဲ့ပင်1ကိုရွေးထားတဲ့အတွက်အဲ့ထဲမှာကျွန်တော်တို့က right click ထပ်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ new bin ပေါ့နော်ဒီ new bin ကိုနှိပ်လိုက်လို့ရှိရင်ဒီ bin 1ရဲ့အောက်ထဲမှာပဲသူက set folder တွေဖြစ်လာမှာပေါ့နော်ကျွန်တော်ဒီ master မှာနှိပ်ထားတဲ့ဆိုလို့ရှိရင်လည်းဒီ master ရဲ့အောက်မှာဒီမှာnew bin လုပ်လိုက်လို့ရှိရင်ဒီထဲမှာ bin ထပ်တူလာမှာပေါ့နော်အဲ့ဒီကောင်လေးကိုကျွန်တော်တို့နာမည်ပြန်ပြောင်းလို့ရပါတယ် double click နှိပ်လိုက်လို့ရှိရင်သူကဒီname ရဲ့bin ရဲ့နာမည်ကိုပြောင်းလို့ရတယ်ပေါ့နော်အဲ့တော့အခုခါကကျွန်တော်ဒီbin တွေကိုဘယ်လိုစီစဉ်သင့်တယ်ဆိုတဲ့ဥစ္စာပေါ့နော်ကျွန်တော်ရိုက်ကတ်တင်မှာတချို့တွေကနေနဲ့သွားချင်တယ်ပေါ့နော်အလွယ်နေနဲ့ပေါ့နော်ဘယ်နေမှာပါရက်ခဲ့တယ်ဆိုတော့ဥစ္စာမျိုးနဲ့သွားမလားသူတို့ကျွန်တော်တို့စီးနိုင်စီးပေါ့နော်ဘယ်စီးမှာပါတယ်အဲ့ဒီတိုင်း organize စူးစီးထားဖို့လိုတယ်ပေါ့နော်ဒါမှကျွန်တော်တို့ဒီ edit လုပ်တဲ့အချိန်မှာဘယ်ထဲမှာဘယ် folder ထဲမှာပါတယ်ရှိတယ်ဆိုတော့ကျွန်တော်တို့ကအလွယ်တကူရှာလို့တွေ့မှာပေါ့နော်အဲ့တော့ဒီ bin တွေ organize လုပ်တဲ့နေရာမှာလည်းအရေးကြီးပါတယ်အဲ့တော့သူ့ရဲ့နေအလိုက်သို့မဟုတ်ကင်မရာအလိုက်ကိုအားပန်ရပါတော့ဘယ်ကင်မရာ footage ကဘယ်ဟာဆိုပြီးတော့ကင်မရာတွေမတူလို့ရှိရင်လည်းအဲ့ဒီလိုခွဲထားလို့ရတယ်နောက်အတာတွေအလိုက်နာမည်ပေးမလားအဲ့အရေးကြီးတဲ့ကျွန်တော်ပြောချင်တဲ့အချက်ကဒီမှာ folder တွေကိုစနစ်တကျလုပ်ထားပါအဲ့တော့ edit လုပ်တဲ့အချိန်မှာပြန်ရှာလို့ရှိရင်လွယ်လွယ်ကူကူရှာလို့ရတယ်ပေါ့နော်လွယ်ကူကူရှာလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာ media page ကိုပြန်သွားနောက်တနည်းပေါ့နော်ဒီနည်းကဘာလဲဆိုတော့ကျွန်တော်ဒီပုံနှင်းကို file တွေကို select လုပ်လိုက်လို့ရှိရင်ကျွန်တော်ဒီဘက်မှာ metadata ဆိုရှိတော့ဥပမာကျွန်တော်ဒီ bin ကိုရွေးလိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ select လုပ်လိုက်တာ ਨੇ ဒီဘက်မှာရွေးထားတဲ့ဒီ meter ကိုဖြုတ်လိုက်မှာ meter ကိုဒါဆိုလို့ရှိရင်ဒါဒီ metadata ပေါ့နော်ဒီ metadata ဆိုတာကဒီကျွန်တော်ရိုက် footage ရဲ့နော်ပါလဲဆိုဒီမှာရိုက်ထားတဲ့ဥစ္စာဆိုလို့ရှိရင်
XAPC နဲ့ရိုက်ထားတဲ့ infra နဲ့ရိုက်ထားတယ်ပြီးရင် color space က422ဖြစ်တယ်ပေါ့နော်ပြီးရင်သူရဲ့ frame per second ပေါ့ frame per second ဒီလောက်ရှိတယ်သူရဲ့ resolution ကဒီလောက်နဲ့ရိုက်ထားတယ်ပေါ့နော်ဒီကတ်ရဲ့အသေးစိတ်ပေါ့နော်အဲ့ဒီဥစ္စာတွေဒီမှာကြည့်လို့ရတယ်ဘယ်နေ့ရိုက်ထားလဲဆိုတာတွေပါနော်ဒါဆို2020နှစ်ကလေးရိုက်ထားတဲ့ဥစ္စာပေါ့အဲ့တော့ဒီမှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာကဒီ footage တွေကိုကျွန်တော်တို့က keyword လေးတွေထည့်ထားလို့ရတယ်အဲ့ keyword လေးတွေထည့်ထားလို့ရှိရင်ကျွန်တော်တို့ပြန်ရှာလိုက်လို့ရှိရင် keyword နဲ့ပြန်ရှာရင်လည်းရတယ်တချို့တွေတော့ footage တအားများနေလို့ရှိရင်မသိခွေးဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီအတွင်းထဲမှာအတာ2ယောက်ပေါ့နော်အခုလောလောဆယ်အတာ2ယောက်ရှိနေတယ်ဒါအမျိုးသမီးသူကတော့ပေါ့နော်ကျစင်ရှိုင်းနဲ့ဇန်တူပေါ့နော်သူတို့2ယောက်ကျွန်တော်တို့ဒီမှာ drop down list မှာကြည့်လိုက်လို့ရှိရင်နော်သူ click detail နဲ့ပြထားတယ်နော်ကျွန်တော်တို့ကဥမာ shop and sun ဆိုတဲ့ဥစ္စာကိုရွေးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ထည့်လို့ရတယ် keyword တွေနော် under keyword ဆိုဒီမှာထည့်လို့ရတယ်နော်အဲ့မှာတော့ကျွန်တော်တို့အတူကောက်ထည့်လိုက်လို့ရှိရင်KS ကျေစင်ရှိုင်းဆို KSS ပေါ့နော် KSS ပဲကျွန်တော်တို့ထားလိုက်ပါတော့ဒီ footage ကိုဒီမင်းသမီးကိုပဲဟိုနေအသေးထားပြီးတော့ကျွန်တော်တို့မှတ်ထားလိုက်မယ်နော် KSS နော်အဲ့နောက်ကဒီမှာဒီ keyword တစ်ခုအပြင်ကိုနောက်တစ်ခုထပ်ပြီးထည့်လို့ရသေးတယ်ဟိုမှာ hazard လို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ XL ရိုက်ထားလိုက်လို့ရှိရင်hazard နဲ့ဟိုကျေစင်ရှိုင်းပေါ့နော်hazard ကိုပဲရှာကျေစင်နဲ့ရှိုင်းကိုပဲရှာပေါ့နော်သူတို့ပါတဲ့စင်ကဒီ keyword အရာကျွန်တော်တို့ပြန်တွေ့မှာပေါ့နော်မနောက်တစ်ခုဒါဆိုလို့ရှိရင်ဒီမင်းသမီးခိုင်စင်ပေါ့နော်ခိုင်စင်အဲ့ဒီသူတို့3ယောက်ပြန်ပြီးတော့တွေ့တယ်ပေါ့နော်အဲ့ဒီဥစ္စာလည်းဒါဆိုလို့ရှိရင်ခိုင်စင်ဆိုခိုင်စင်နဲ့ပတ်သက်တဲ့ဥစ္စာပေါ့နော်ဒီမှာခိုင်စင်ပြန်ပဲဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကဒီမှာရှင်းလိုက်မယ်KD7 ပေါ့နော်KD7ရှင်းလိုက် okay keyword တွေထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုဘယ်လိုရှာမလဲပေါ့နော်အဲ့တော့ဘယ်လိုရှာမလဲဆိုလို့ရှိရင်ဒီမှာ search bar လေးရှိတယ် search bar မှာဒီခုနကကျွန်တော်ပေးထားတဲ့ခိုင်သစင်ဆိုလို့ရှိရင်ကျွန်တော် KD7 ပေါ့နော် KD7 လို့ရရှာလိုက် KD7 ရှာလို့ရှိရင်ဒီမှာကျွန်တော်တို့ခိုင်သစင်နဲ့ပတ်သက်တဲ့ဥစ္စာတွေကျွန်တော်တို့ပေးထားတဲ့မြတ်အကုန်လုံးဒီမှာပြန်ပေါ်လာမှာပေါ့နော်တကယ်လို့လူကြီးမင်းတို့ကွန်ပျူတာမှာမပေါ်ဘူးဆိုလို့ရှိရင်ဒီနောက်မှာ drop down လေးရှိတယ်ဒီကောင်ကပေါ့နော်ဒီ all bin ဆိုတဲ့ဥစ္စာကိုလုပ်ပေးလိုက်ပါအခုကျွန်တော်ကဒီမှာ selected bin ဆိုပြီးတော့လုပ်ထားလဲဆိုလို့ရှိရင်ကျွန်တော်ဒီ all fee ဆိုပြီးတော့လုပ်ထားလို့ပါနော် all fee လို့မလုပ်ဘဲနဲ့ကျွန်တော်တို့ကဒီဟို file name နဲ့လုပ်လို့ဆိုတော့မရှိမတွေ့နော်မတွေ့လို့ရှိရင်ကျွန်တော်တို့က all bin နေပြီးရင်ဒီကောင်သူ့ရဲ့ fee ပေါ့နော်သူ့ရဲ့ fee ကို all fee ဆိုတာကိုလုပ်ပေးထားလိုက်ပါအဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ဥစားတွေ့ပါလိမ့်မယ်နော်အဲ့ဒီလိုပဲကျွန်တော်တို့ကဆိုတော့ဒီ link လေးနာကျေစင်ရှိုင်းပေါ့နော် PSS ပေါ့နော် PSS ရှာလို့ရှိရင်ကျွန်တော်တို့ exit ဖြစ်ပါ PSS ဆိုလို့ရှိရင်ဒီမှာဒီကျေစင်ရှိုင်းရဲ့ဟိုနေကိုတွေ့ရပေါ့နော်ဒီရှာလို့လွယ်တာပေါ့နော်အဲ့တော့ဒီ keyword တွေကိုဟိုနေမှာဒီမှာကျွန်တော်တို့ကကျေစင်ရှိုင်းကိုပဲရှာတယ်ပေါ့နော်ကျွန်တော်တို့ hazard လူကိုပြန်ရှာနေတယ်ဆိုလို့ရှိရင်လေဒီရဲ့ဥစ္စာပေါ့နော်အဲ့ဒါကျွန်တော်တို့က exact solution လေဒီ hazard လူပါတဲ့ scene ကိုပြန်ရှာလို့တွေ့မှာပေါ့နော်အဲ့ဒီလိုပဲကျွန်တော်တို့နောက်တစ်ခုကဒါကဒီ view ကကျွန်တော်ဒီနောက် list view တော့မယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဝင်လုပ်လို့ရတယ်ဟိုမှာဒီ hazard လို့မရှာဘဲနဲ့ခုနလို keyword တွေကိုကျွန်တော်တို့ဘယ်လိုထည့်မလဲပေါ့ keyword တွေထည့်မယ်ဆိုလို့ရှိရင်ဒီထဲမှာကျွန်တော်တို့ right click နှိပ်လိုက်ပါနော် sorry right click ဒီဘာပုံပေါ့နော်ဒီဘောက name ဘာပုံနှိပ်လို့ရှိရင်ကျွန်တော်တို့ဒီကနေပြီးတော့ keyword ဆိုလေဒါလေးကိုဝင်ပေးလိုက်ပါဝင်ပေးလိုက်လို့ရှိရင်ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ keyword ဟိုထည့်လို့ရသွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင် keyword ထည့်ထားတဲ့ဒီ column မှာပေါ့နော်ဟိုနေပေါ်လာပြီထည့်ထားတဲ့ဒီမှာဆိုလို့ရှိရင်ဟို hazard လူနဲ့ကျေစင်ရှိုင်းနေပေါ့နော်ဒီမှာဆိုလို့ရှိရင်ခိုင်သစင်ပေါ့အဲ့လိုပဲသူ့ရဲ့နောက်မှာခိုင်သစင်ကိုတခါခိုင်သစင်ရဲ့နောက်မှာကျွန်တော်ဒီ comma လေးထည့်ပြီးတော့ဟိုကျေစင်ရှိုင်းကိုပြန်လုပ်လို့ရတယ်အဲ့ဒါဆိုရင်သူရှိတဲ့ scene ကိုအလိုတကူတွေ့မှာပေါ့နော်အဲ့နောက်ဒါကဒီ scene ကို pin လေးကိုဟ
blue management လုပ်အောင်မယ်ဆိုတဲ့အပိုင်းမှာနောက်တစ်ခုကဒီအောက်မှာကျွန်တော်ဒီမှာတွေ့လိုက်မယ် smart bin ဆိုတာဒီ smart bin ဆိုတာပါလဲဆိုလို့ရှိရင်သူက keyword တွေထည့်ထားတဲ့ဥစ္စာတွေကိုအလွယ်တကူသူကဒီမှာပြန်ပြီးတော့ automatic သူလုပ်ပေးထားတာပါဒါဆိုရင်ဒီအောက်မှာဆိုရင် just shine keyword ထည့်ထားတဲ့သူဘာတွေရဲ့သူပေါ်လာမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီကဒီ view ပေါ့နော်အဲ့လိုပဲ hazard လို့ဆိုလဲ hazard နဲ့ထည့်ထားတဲ့ဥစ္စာတွေကြီးပဲသူကပေါ်လာတယ်ပေါ့နော်အောက်မှာဆိုလို့ရှိရင်ဒါခိုင်တယ်ကျွန်တော်ခံစင်းနဲ့ပတ်သက်တဲ့ရိုက်ကတ်တွေပဲအကုန်လုံးပေါ်လာမှာပေါ့နော်အဲ့တော့ဒီ smart bin လေးကိုကျွန်တော်တို့ဒီမှာမတွေ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ dimension ပဲဆိုတော့ပါဒီ preference မှာဒီ user tag ကိုနှိပ်ပေါ့နော် user tag ကိုနှိပ်လို့ရှိရင်ဒီမှာကျွန်တော်ဝင်လာတယ် automatic smart bin collection automatic smart bin for keyword ဆိုပြီးတော့เนาะအဲ့လိုလုပ်ထားပါတယ် keyword တွေထည့်လိုက်တာနဲ့ smart bin ကအဲ့ keyword တွေအတိုင်း folder တွေတည်တံ့ပြန်ထုတ်ပြီးထားပါတယ်ဒီလို folder တွေတော့မှမမိတော့ဘူးဆိုရင်သူ့ရဲ့ keyword တွေနဲ့ပတ်သက်တဲ့ဒီမှာသူထုတ်ပေးတဲ့ဥစ္စာပေါ့နော်အဲ့ဒါပြီးလို့ရှိရင်အဲ့ဒါလေးကို save လုပ်လိုက်ပါပေါ့နော်အဲ့ဒါပြီးရင်နောက်တစ်ခုဒီ folder အမျိုးအစားပေါ့နော် W resource မှာတော့သူကbin နဲ့ခေါ်တာW resource မှာ bin နဲ့ခေါ်ရမယ်လို့ကျွန်တော်တို့ကfolder ဆိုတာလည်းသိရမယ် bin ဆိုတာနဲ့ folder နဲ့အတူတူပဲဆိုတာကိုသိရမယ်နော်အဲ့တော့ကျွန်တော်ဒီ media ပို့ပေါ့နော် media ပို့ကိုတက်ထဲမှာဒီနောက်မှာဒီအဆက်30လေးရှိတယ်နော်အဲ့အဆက်34မှာကျွန်တော်ဒီဒါဆိုလို့ချင်း show smart bin ဖြစ်တဲ့အတွက်ကျွန်တော်ပြထားတဲ့အတွက်ဒီ smart bin ထဲမှာရှိတဲ့ဥစ္စာလေးသူဒီမှာပြတယ်အဲ့အောက်မှာရှိတယ်နောက်တစ်ခါ show power bin ဆိုတော့ဒီဥစ္စာလေးတော်တော်လေးအသုံးတည့်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာ power bin ဘယ်နည်းဖြစ်သွားပြီပေါ့နော်ဒီ power bin ကို select လုပ်ပြီးသားဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီ power bin ထဲမှာပါရှိလေဘာမှမရှိသေးဘူးဆိုတော့ကျွန်တော်တို့ကဘာတွေလုပ်လို့ရတယ်ပေါ့ဒီ power bin ကကျွန်တော်တို့မှာeditor သုံးဖို့ဒီထုတ်လုပ်ရေးတစ်ခုရဲ့ logo တွေဒီဟာက project တိုင်းကိုကျွန်တော်တို့ကသုံးနေမှာproject တိုင်းကိုဒါသုံးနေမှာဖြစ်တဲ့အတွက်ဒီနောက် project ဖွင့်လို့ရှိရင်တခါဒီဟာကို import လုပ်စရာမလိုတော့ဒီ power bin ထဲမှာတခါ power bin ဖွင့်ထားပြီဆိုလို့ရှိရင်အဲ power bin ထဲမှာကျွန်တော်တို့ရဲ့ logo တွေအမြဲတမ်းကိုစိတ်ကြိုက်ပြင်ဆင်ထားတဲ့color correction မှာတဲ့ဒီဟွာတွေပေါ့နော်ဒီ layer တွေကိုကျွန်တော်တို့ကဒီမှာတင်ထားလို့ရတယ်နော်တင်ထားလို့ရတယ်ဆိုသူ့ရဲ့ raw ကိုရိုက်ကတ်ကိုတင်လို့ရတယ်လို့ဒီ timeline မှာရှိနေတဲ့ဥစ္စာတွေကိုကျွန်တော်တို့ခုနလုပ်လို့ရတယ်ဒီထဲမှာတင်ထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီ power bin ထဲမှာကျွန်တော်တို့လိုအပ်တဲ့ဥစ္စာတွေထည့်ပြီးတင်ထားရင်နောက်ကတ်တွေနောက် project တွေရောက်လို့ရှိရင်အဲ့ဒီဥစ္စာကိုရှာစရာမလိုတော့ဘူးပေါ့နော်အဲ့အနေထားမှာရှိတယ်အဲ့ဒါဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်ဒီpower bin ထဲမှာဒီမှာရှိနေတဲ့ကိုသိနေတဲ့ဥစ္စာကိုကျွန်တော်တို့ကဒီ power bin ထဲကိုထည့်လိုက်မယ်ပေါ့နော် power bin ထဲကိုထည့်လိုက်လို့ရှိရင်ဒီ power bin ကအမြဲတမ်း project တိုင်းမှာဒီဥစ္စာတွေ့နေရမှာအဲ့တော့ကျွန်တော်ဒီ computer မှာ hard disk မှာထားထားတဲ့ power bin ကိုလည်းကျွန်တော်တို့ကတွားပြီးတော့ update လုပ်လို့ရှိရင်ဒီ power bin ကအမြဲတမ်းပဲကျွန်တော်တို့online ဖြစ်နေမှာပေါ့နော်ဒီရနေမှာပေါ့နော်အဲ့တော့ခုနထည့်လိုက်တဲ့ power bin ထဲမှာဒီဟာရှိပါတယ်အဲ့တော့ power bin ထဲမှာကိုနောက်ထပ်ကျွန်တော်တို့ကဒီ media ပေါ့နော် media ကို import လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကနေရွေးပြီးတော့ကျွန်တော် drop down လုပ်လို့ရတယ် select လုပ်ပြီးတော့ open ဆိုလုပ်လို့ရှိရင်လည်း power bin ထဲကိုရောက်သွားမှာပဲနော်အဲ့တော့နောက်ဆုံးအလွယ်အနေနဲ့ကျွန်တော်တို့ကဒီရိုးဒီသမီးကြအတိုင်းဒီမှာသွားတယ်ဒီထဲကိုပါ direct တွင်းနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုနည်းလေးကိုဖွင့်လိုက်ပါဒီဖွင့်လိုက်လို့ရှိရင်ကိုတွင်းညံတဲ့ media တွေကိုclick လုပ်ပြီးတော့ဒီထဲကို drag and drop လုပ်လိုက်လို့ရှိရင် media တွေကို import လုပ်ပြီးသားဖြစ်သွားပါတယ်နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီ project မစခင် media တွေကိုဘယ်လိုတွင်းမယ်ဆိုတာတကယ်တော့အကြောင်းအလေးကလိုဟင်းတူရှင်းလေးပါပေါ့ဒါပေမဲ့လို့ media တွေကိုဘယ်လို organize လုပ်ထားရင်ပိုကောင်းတယ်နော်ဒီရဲ့သူရဲ့ file management အစီအစဉ်ကဘယ်လိုရှိတယ်ဆိုတာလေးတွေကိုကျွန်တော်တို့ကဒီကျွန်တော်ပြောပြခြင်းလို့ပေါ့နော်ဒီဗီဒီယိုလေးကိုလုပ်ပြီးတော့တင်ပေးထားတာပါနော်အဲ့တော့ဘယ်လိုအားလုံး project တစ်ခုစဖို့အစင်းနဲ့ဖြစ်ပြီလို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye